အားလုံးပဲမင်္ဂလာပါ Chef ကွန်ပျူတာ Training Center ရဲ့ Knowledge Sharing Lesson ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်။ဒီနေ့ဗီဒီယိုထဲမှာတော့ကွန်ပျူတာကိုအခြေခံကနေလေ့လာနေတဲ့သူတွေအတွက်အကျိုးရှိစေမယ့်ကွန်ပျူတာ keyboard နဲ့ပတ်သက်ပြီးတော့ဒီဗီဒီယိုထဲမှာရှင်းပြပေးရတာဖြစ်ပါတယ်။ကွန်ပျူတာ keyboard မှာပါဝင်တဲ့ keys တစ်ခုချင်းစီရဲ့အသုံးဝင်ပုံနဲ့ဘယ် keys တွေကဘယ်နေရာမှာအသုံးပြုရမယ်ဆိုတာကိုဒီဗီဒီယိုထဲမှာအသေးစိတ်ရှင်းပြထားပေးရဖြစ်တဲ့အတွက်အတူတူလိုက်ပြီးတော့လေ့လာလိုက်ရအောင်ပါ။ကွန်ပျူတာ keyboard ဆိုတာကတော့ကွန်ပျူတာကိုအသုံးပြုနေတဲ့သူတွေအနေနဲ့သိထားပြီးသားဖြစ်တဲ့ input device တစ်ခုပဲဖြစ်ပါတယ်။ကွန်ပျူတာရဲ့ကိုအခြေခံအချက်လက်တွေထည့်သွင်းတဲ့ကိရိယာတစ်ခုဖြစ်ပြီးတော့သူ့ရဲ့လုပ်ဆောင်ချက်တွေကတော့စလုံးတွေကိန်းဂဏန်းတွေနဲ့သင်္ကေတအမိန့်ပေးချက်တွေကိုကွန်ပျူတာရဲ့ကိုရိုက်ထည့်ဖို့ဒါမှမဟုတ်လို့ရှိရင်ထည့်သွင်းမှုအတွက်အသုံးပြုလို့ရတာပဲဖြစ်ပါတယ်။ကွန်ပျူတာ keyboard မှာဆိုလို့ရှိရင်တော့စုစုပေါင်း keys က104ခုကနေပြီးတော့105ခုထိပါဝင်ပြီးတော့ keys တွေအကုန်လုံးကိုအုပ်စု4ခုခွဲခြားနိုင်တာပဲဖြစ်ပါတယ်။နံပါတ်1ကတော့စလုံးနဲ့ကိန်းဂဏန်းတွေပါဝင်တဲ့အုပ်စုလို့ခေါ်ပါတယ်။အင်္ဂလိပ်လိုဆိုလို့ရှိရင်တော့ alphanumeric key လို့ခေါ်ပါတယ်။လုပ်ဆောင်ချက်အုပ်စုတွေဖြစ်တဲ့ function keys တွေပါဝင်ပါတယ်။ထိန်းချုပ်ရေးအုပ်စုဖြစ်တဲ့ control keys လို့လည်းခေါ်တယ်။ modifier keys လို့လည်းခေါ်တဲ့ keys တွေအကုန်လုံးလည်းပါဝင်တာလည်းဖြစ်ပါတယ်။လမ်းညွှန်အုပ်စုဖြစ်တဲ့ navigation keys တွေပါဝင်ပြီးတော့တခြားအရေးကြီးတဲ့ keys တွေလည်းပါဝင်တာပဲဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်တစ်ခုချင်းစီကဘာအတွက်သုံးလဲဘယ်နေရာမှာရှိရတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ဆက်ပြီးတော့လေ့လာရအောင်ပါ။နံပါတ်1ဖြစ်တဲ့စလုံးနဲ့ကိန်းဂဏန်းတွေပါဝင်တဲ့ alphanumeric key ကတော့ keyboard ရဲ့အလယ်မှာရှိပြီးတော့ A to Z အခရာတွေပါဝင်ပါတယ်။သင်္ဂေတတွေမှာဆိုရင်တော့0 to 9ကိန်းဂဏန်းတွေပါဝင်ပြီးတော့သက်ဆိုင်ရာသင်္ကေတသေးသေးလေးတွေလည်း symbol လေးတွေလည်းပါဝင်တာပဲဖြစ်ပါတယ်။ keyboard ရဲ့ပထမဆုံးမှာရှိတဲ့စလုံးက QWERTY နဲ့စတာဖြစ်တဲ့အတွက်သူ့ကို QWERTY keyboard လို့လည်းခေါ်တာပဲဖြစ်ပါတယ်။နံပါတ်2ကတော့လုပ်ဆောင်ချက်အုပ်စုဖြစ်တဲ့ function keys ဖြစ်ပါတယ်။ keyboard ရဲ့အပေါ်ဆုံးမှာရှိပြီးတော့ F1 ကနေ F12 ထိရှိရဲ့ function key 12ခုပါဝင်ပါတယ်။ function keys တွေကတော့ keys တစ်ခုချင်းစီအပေါ်မှာမူတည်ပြီးတော့သက်ဆိုင်ရာလုပ်ဆောင်ချက်တစ်ခုစီအတွက်အသုံးပြုလို့ရတာပဲဖြစ်ပါတယ်။ example အနေနဲ့ရှင်းပြရမယ်ဆိုလို့ရှိရင် F1 key ကိုနှိပ်လိုက်တဲ့အခါ teacher တို့တွေရဲ့ကွန်ပျူတာ Windows system တစ်ခုလုံးရဲ့ help center ကိုဖွင့်ပေးတာပဲဖြစ်ပါတယ်။ F5 ကိုနှိပ်တဲ့အခါမှာဆိုလို့ရှိရင်တော့ internet browse လုပ်နေတဲ့အခါဥပမာ Google Chrome သုံးနေတာဒါမှမဟုတ် YouTube ကြည့်နေတာဒါမှမဟုတ်လို့ရှိရင်လည်း Google search တစ်ခုခုလုပ်နေတဲ့အခါမှာ Microsoft Word တွေသုံးနေတဲ့အခါမှာဆိုလို့ရှိရင်ကိုယ်အသုံးပြုနေတဲ့သက်ဆိုင်ရာ program ကိုလိုက်ပြီးတော့ refresh လုပ်ပေးရပဲဖြစ်ပါတယ်။အခုဒီရှင်းပြနေတဲ့ဒီသင်ခန်းစာလေးကိုနားထောင်တဲ့အခါမှာဆိုရင်လိုက်ပြီးတော့သင်လေ့လာနေတဲ့သူတွေအနေနဲ့ကိုယ့်ရဲ့ကွန်ပျူတာ keyboard မှာပါဝင်တဲ့ keys တွေကိုလည်းအတူတူလိုက်ကြည့်ပေးဖို့အတွက်မှာချင်ပါတယ်။နံပါတ်3ကတော့ထိန်းချုပ်ရေးအုပ်စုဖြစ်တဲ့ control keys modifier keys တွေဖြစ်ပါတယ်။ကွန်ပျူတာ keyboard ရဲ့ဘယ်ဘက်အောက်ထောက်နဲ့ညာဘက်အချမ်းမှာတည်ရှိတာဖြစ်ပြီးတော့သူတို့ကိုတည်တံ့အသုံးမပြုဘဲနဲ့တခြားသက်ဆိုင်ရာခလုတ်တစ်ခုခုနဲ့တွဲနှိပ်ပြီးတော့တစ်ခုချင်းစီမှာပါဝင်တဲ့သက်ဆိုင်ရာလုပ်ဆောင်ချက်တွေကိုလုပ်ဆောင်တာပဲဖြစ်ပါတယ်။ example ဆိုလို့ရှိရင်တော့ keyboard မှာပါဝင်တဲ့ CTRL လို့ခေါ်တဲ့ control key တွေ order key ပေါ့နော် ALT ကအနေဒီ alternate လို့အတန်ထွက်ပါတယ်။ order key တွေပါဝင်ပါတယ်။ shift key အနေနဲ့ဆိုလို့ရှိရင်စလုံးအကြီးအသေးပြောင်းရိုက်ဖို့အတွက်အသုံးပြုပြီးတော့ window key start menu ကိုဖွင့်ပေးတဲ့ key တွေလည်းပါဝင်တာပဲဖြစ်ပါတယ်။နံပါတ်4အုပ်စုအနေနဲ့ navigation keys လမ်းညွှန်အုပ်စုမှာဆိုရင်တော့သူတို့ဒီ keyboard ရဲ့အလယ်ပိုင်းနဲ့နံပါတ်စဉ်တိုင်းကြားမှာရှိပါတယ်။ကွန်ပျူတာရဲ့ screen ပေါ်မှာ cursor တွေရွှေ့ဖို့အတွက်ဒါမှမဟုတ်လို့ရှိရင်တစ်ခုခုလမ်းညွှန်ဖို့အတွက်အသုံးပြုပြီးတော့ arrow keys မြားလေးတွေရှိပါတယ်။မြားလေးခုကတော့အပေါ်အောက်ဘယ်ညာရွှေ့ဖို့အတွက်အသုံးပြုပြီးတော့ home key နဲ့ end key ကတော့စာကြောင်းတစ်ချောင်းဒါမှမဟုတ်လို့ရှိရင်စာပိုက်တစ်ပိုင်းမှာရှိရဲ့သက်ဆိုင်ရာစာကြောင်းအစဒါမှမဟုတ်လို့ရှိရင်စာကြောင်းအဆုံးကိုရွှေ့ဖို့အတွက်အသုံးပြုပါတယ်။နောက်ဆုံးတစ်ခုကတော့ page up နဲ့ page down ဖြစ်ပါတယ်။ page up နဲ့ page down ကတော့ကွန်ပျူတာ screen မှာ mouse ကနေပြီးတော့ scroll လုပ်တာနဲ့ခက်ဆင်ဆင်တူပါတယ်။စာမျက်နှာတစ်မျက်နှာနဲ့တစ်မျက်နှာအပေါ်အောက်ဘယ်ညာရွှေ့ဖို့အတွက်အသုံးပြုရတာပဲဖြစ်ပါတယ်။တခြားအရေးကြီးတဲ့ key တွေအနေနဲ့ဆိုရင်တော့နံပါတ်1ကတော့ space bar key ဖြစ်ပါတယ်။ space bar ကတော့ကွန်ပျူတာ keyboard တစ်ခုမှာအရှည်ဆုံးခလုတ်ဖြစ်ပြီးတော့စကားစုတွေစာတွေမှာဆိုလို့ရှိရင် space ချဖို့အတွက်အသုံးပြုတာပဲဖြစ်ပါတယ်။
Enter key ကတော့စာကြောင်းအသစ်စဖို့အတွက်ဒါမှမဟုတ်လို့ရှိရင်ကွန်ပျူတာမှာအမိန့်ပေးဖို့အတွက်အသုံးပြုပါတယ်။ example အနေနဲ့ပြောတဲ့အခါကွန်ပျူတာ screen မှာ okay ဒါမှမဟုတ်ရှင် cancel yes no ဒီလိုမျိုးမေးလာတဲ့အခါမှာဆိုလို့ရှိရင်mouse ကနေပြီးတော့ okay ဒါမှမဟုတ်ရှင် yes ကိုမနှိပ်ဖဲနဲ့ enter ကိုနှိပ်ပြီးတော့လည်းကွန်ပျူတာကိုအမိန့်ပေးလို့ရရဖြစ်ပါတယ်။နောက်တစ်ခုကတော့ backspace key ဖြစ်ပါတယ်။ backspace key ကတော့ယခုလက်ရှိရှိနေတဲ့ကာစာရဲ့ဘယ်ဘက်ကစလုံးတွေကိုဖြတ်ဖို့အတွက်အသုံးပြုပြီးတော့ delete key ကတော့ရှိနေတဲ့ကာစာရဲ့ညာဘက်အခြမ်းကစလုံးတွေကိုဖြတ်ဖို့အတွက်အသုံးပြုပါတယ်။ဒါဆိုရင် teacher တို့ရဲ့အနေနဲ့စာရိုက်တဲ့အခါစကားစုတစုစုမှားသွားတဲ့အခါစာတစ်လုံးလုံးမှားသွားတဲ့အခါမှာကိုယ့်ရဲ့ကာစာဒီဘယ်နေရာမှာရှိနေရလဲရှိနေတဲ့အပေါ်မှာမူတည်ပြီးတော့ backspace ကိုသုံးသင့်တာလားဒါမှမဟုတ် delete ကိုသုံးသင့်တာလားဆိုတဲ့အပေါ်မူတည်ပြီးတော့ရွေးချယ်သုံးလို့ရတာပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့ cap lock key ဖြစ်ပါတယ်။ cap lock key ကတော့စလုံးတွေကိုအကြီးစလုံးနဲ့ရိုက်တဲ့အခါအသုံးပြုနိုင်တာပဲဖြစ်ပါတယ်။စာတွေရိုက်တဲ့အခါခေါင်းစဉ်တွေတက်တဲ့အခါကိုကစလုံးအကြီးကြီးပဲရိုက်ရမယ်ဆိုလို့ရှိရင် cap lock key ကိုဖွင့်ထားပြီးတော့အသုံးပြုလို့ရတာပဲဖြစ်ပါတယ်။နောက်ဆုံးတစ်ခုကတော့ numeric key ဖြစ်ပါတယ်။ numeric key ကတော့ကဏ္ဍနဲ့ကြီးပဲတီးတန့်ပါဝင်တဲ့ညာဘက်ခြမ်းမှာရှိတဲ့ laptop မှာပါဝင်ပါတယ်ပေါ့နော်။တချို့laptop တွေတချို့ keyboard တွေမှာဆိုလို့ရှိရင်တော့ numeric keypad လေးကမပါဝင်ပါဘူး။ပါဝင်တဲ့ laptop လည်းရှိသလိုမပါဝင်တဲ့ laptop လည်းရှိပါတယ်။ဒီချက်ဒီနေရာမှာဆိုရင်တော့ပုံလေးနဲ့ရှင်းပြခြင်းပါတယ်။ဒီမှာဆိုလို့ရှိရင်တော့ F1 ကနေပြီးတော့ F12 အထိကွန်ပျူတာရဲ့အပေါ်ဆုံးမှာပါဝင်တာပဲဖြစ်ပါတယ်။သူတို့တွေကိုဘာလို့ခေါ်လဲဆိုလို့ရှိရင်တော့ function key လို့ခေါ်ပြီးတော့keyboard ရဲ့အလယ်မှာဆိုလို့ရှိရင် alpha numeric key တွေဖြစ်တဲ့ ABCD A to Z အခရာတွေ1 2 3 4 5 6 9 10လို့ခေါ်တဲ့ကိန်းဂဏန်းတွေသက်ဆိုင်ရာသင်္ကေတလေးတွေလည်းပါဝင်တာပဲဖြစ်ပါတယ်ဒီဟာလေးကိုတော့ alpha numeric key လို့ခေါ်တယ်အပေါ်မှာပါဝင်ခဲ့တဲ့ F1 ကနေပြီးတော့ F12 အထိရှိတဲ့ keys တွေကိုတော့ function keys လို့ခေါ်ပါတယ်tab key, cap lock, shift key, control key, step menu, order key တွေကိုတော့ဘာလို့ခေါ်လဲဆိုလို့ရှိရင် control key, modifier keys လို့ခေါ်ပါတယ်။တစ်ခုခုကိုအသုံးပြုဖို့အတွက်သူတို့ကိုအသုံးပြုဖို့အတွက် keys တစ်ခုခုနဲ့တွဲပြီးတော့အသုံးပြုပေးရတာပဲဖြစ်ပါတယ်။ဒီမှာပါဝင်တဲ့မြားလေးတွေပေါ့နော်အပေါ်အောက်ဘယ်ညာအသုံးပြုတဲ့မြားလေးတွေpage up page down ဒီ keys တွေကတော့ဘာအတွက်အသုံးပြုရလဲဆိုလို့ရှိရင် navigation keys တွေပဲဖြစ်ပါတယ်။ Zero computer screen မှာတခုခုကိုလမ်းညွှန်တဲ့အခါမှာအသုံးပြုနိုင်ပါတယ်။ delete နဲ့ backspace ကတော့လက်ရှိရှိနေတဲ့ cursor ရဲ့ဘယ်ဘက်ခြမ်းကိုဖြတ်မှာလားညာဘက်ခြမ်းကိုဖြတ်မှာလားဆိုတဲ့ပေါ်မူတည်ပြီးတော့ backspace နဲ့ delete ကိုအသုံးပြုလို့ရပါတယ်။ numeric keypad ကတော့ဘေးမှာရှိနေတဲ့အခုဒီဟာလေးကိုပြောတာပဲဖြစ်ပါတယ်။ဒီဟာကတော့တချို့ keyboard တွေမှာပါတယ်တချို့ keyboard တွေမှာမပါဘူးတချို့ laptop မှာပါတယ်တချို့ laptop မှာမပါဘူးပေါ့နော်။အဲ့တော့ကိုယ့်ရဲ့ computer မှာဆိုလို့ရှိရင်လည်း keys တွေကဘယ်နေရာမှာရှိရလဲ backspace ကဘယ်နားမှာလဲ delete ကဘယ်နားမှာလဲ tab key ကဘယ်နားမှာလဲပေါ့နော်ဒီ keys တွေအကုန်လုံးကိုတတိချာချာသိအောင်လေ့ကျင့်ထားလို့ရတာပဲဖြစ်ပါတယ်ဒါလေးတွေကတော့ကွန်ပျူတာကိုအခြေခံကနေလေ့လာနေတဲ့သူတွေအနေနဲ့လေ့လာလို့ရတဲ့သင်ခန်းစာလေးတွေကိုတစ်ချက်ကမျှဝေပေးထားတာဖြစ်ပါတယ်ဒီချက်ဒီနေ့ရှင်းပြခဲ့တဲ့သင်ခန်းစာနဲ့ပတ်သက်ပြီးတော့နားလည်သဘောပေါက်လိမ့်မယ်လို့မျှော်လင့်ပါတယ်ဒီချက်တို့ရဲ့ကွန်ပျူတာသင်တန်းမှာဆိုလို့ရှိရင် course 3ခုကိုတက်ရောက်လို့ရတာပဲဖြစ်ပါတယ် Basic Computer Using Course ကကွန်ပျူတာကိုအခုမှစပြီးတော့လေ့လာနေတဲ့သူတွေအနေနဲ့တက်ရောက်သင်ကြားလို့ရပြီးတော့ iOffice Special Course ကတော့လုပ်ငန်းခွင်ဝင်ဖို့နဲ့ကျောင်းသားကျောင်းသူတွေရုံးမဆိုင်ရာဆောင်ရွက်စာရန်တွေကိုလည်းစရင်းစရာတွေအသုံးပြုခြင်းနဲ့ presentation လုပ်ခြင်းနဲ့ကျောင်းသားကျောင်းသူတွေအနေနဲ့တက်ရောက်လို့ရတာပဲဖြစ်ပါတယ် Advanced Excel Course ကတော့စရင်းစရာကိုအထူးသီးသန့်ကျွမ်းကျင်ခြင်းတဲ့သူတွေအနေနဲ့ရွေးချယ်တက်ရောက်လို့ရတာပဲဖြစ်ပါတယ်နေ့ဗီဒီယိုလေးကိုနားတဲ့သဘောပေါက်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ဒီချက်ရဲ့ဒီ YouTube channel လေးကတော့ကွန်ပျူတာကိုလေ့လာနေတဲ့သူတွေအတွက်အကျိုးရှိစေမယ် knowledge sharing lesson တွေကိုမျှဝေပေးသွားမှာဖြစ်တဲ့အတွက် like and subscribe လေးလုပ်ထားပေးဖို့အတွက်မျှော်လင့်ပါတယ်။တခြားသူတွေကိုလည်းပြန်ပြီးတော့မျှဝေပေးပါအောင်လို့ပြောကြရင်းနဲ့ဒီနေ့ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်ပါမယ်။နောက်နေ့ဗီဒီယိုတွေမှာပြန်ပြီးတွေ့ရအောင်ပါ။အားလုံးပဲကျေးဇူးတင်ပါတယ်။